Hello Hello ဒီနေ့ကတော့ပေါ့နော်ဒီ PP ကနေထွက်ထားတယ်ပေါ့နော် PP ကထုတ်ထားတာပေါ့နော်ထုတ်ထားတဲ့ဒီ marshmallow လေးတွေကိုပြပါမယ်စားလဲစားပြပါမယ်ဒီတစိတ်ကကြတော့စားဘူးသူတိုင်းပေါ့နော်သိပါတယ်အရင်လည်းမချူဘူးအဲဒီကိုပေါ့နော်ဟိုကျွေးချင်တယ်မမေလေးဆိုရင်ဒီတစိတ်လေးသာကျွေးပါတယ်အဲ့ဒါကဘာကောင်လေးဖြစ်မဲ့ဆိုတော့ပြပေးပါမယ်ရှင်ဒီလိုလေးပါဒါလေးဆိုရင်ငါးလေးပါအရင်ချစ်ဖို့ကောင်းတယ်ဒါလေးဆိုရင်ရေပွဲလေးပေါ့နော်ပြီးတော့ဒါကြတော့အစုံလေးပါအိုးဒီလိုပိုက်လေးလည်းတခါတည်းစစ်သေးလောက်ထားပြီးသားပါမင်းစီမှာကြတော့ marshmallow ကမင်းကိုယ်တိုင်ထိုးထားတာပေါ့နော်ဒီကောင်လေးကကြတော့ကိုယ်တိုင်လည်းထိုးလို့ရမယ်ပေါ့နော်တတမီမီလေးပဲဖြစ်ဖြစ်ပေါ့နော်မင်းတို့အရွယ်တွေစားကြည့်တဲ့သူပဲဖြစ်ဖြစ်ပေါ့နော်ကလေးကလာလှုပ်ချင်တဲ့သူတွေအတွက်ဆိုတာဒီကောင်လေးတွေအဆင်ပြေပါတယ်မင်းဒါလေးတွေစားပြပါမယ်ဒီထဲမှာမင်းဒါလေးစားပြမလဲဆိုရင်တော့မင်းကတော့ပန်းရောင်လေးစားပြပါမယ်မင်းကြိုက်ဆုံးရောင်လေးပေါ့နော်ထိုးပုံထုံလေးပြမယ်ဒီမှာဒီခေါင်းလေးပေါ့နော်အဲခေါင်းလေးကနေပြီးတော့ဒီလေးထိုးလိုက်ပါလေးပါဒီလိုမျိုးစားရတာရိုးပြီဆိုတော့ဘယ်လိုမျိုးလေး marshmallow လုပ်ပြမလဲဆိုတော့လိုက်ကြည့်ပြဦးနော်ထောက်တော့ရေပွဲလေးကိုပြီးခဲ့ပါမယ်ဒီကောင်ကမပြုတ်တော့ကြောက်သွားကျင်းတော့မေတို့ကငါပဲပါ marshmallow လေးတွေကိုကိုယ်တိုင်ထိုးပြီးတော့စားချင်တယ်တတမီမီလေးတွေအတွက်မစ်စီမှာဒီဟာလေးတွေရောက်ပြီเนาะမစ်စီမှာလာမလို့ရပါပြီရှင်ဒီနေ့ကတော့ဒီလောက်ပါပဲရှင်အားလုံးဘိုင်ဘိုင်